Hello မင်္ဂလာပါစာချုပ် English ကနေပြီးတော့ကြိုဆိုလိုက်တယ်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့တိုးတိုးလေးပဲ English စာပြောအရေးဘယ်လိုတိုးတက်အောင်လုပ်ရမလဲလို့လာမေးလိုက်တဲ့မိတ်ဆွေတချို့ရှိတယ်တပည့်ကျော်တွေရှိတယ်အဲ့ဒီအတွက်အကြံပြုအောင်လို့ပြောတာဖြစ်တဲ့အတွက်စာနဲ့ရေးရရင်အင်မတန်ကြာလို့စကားနဲ့ပြောလိုက်မယ်အဲ့တော့ကိုယ်တိုင်ကြုံရတဲ့ဟာကိုပဲပြောမယ်လူကတယောက်နဲ့တယောက်နဲ့မတူတဲ့အတွက်တယောက်နဲ့တယောက်နဲ့ဖြတ်တန်းလာတဲ့ဘဝတွေမတူတဲ့အတွက်ဘလို့လေးလာတာကောင်းတယ်မကောင်းဘူးဆိုတာကွဲပြားနေမှာပေါ့နော်ကျွန်တော်ဖြတ်တန်းခဲ့တဲ့လေးလာခဲ့တဲ့အပိုင်းနဲ့ပြောမယ်ဆိုရင်သိကြတယ်အင်္ဂလိပ်စာကောင်းကြည့်ရင် dictionary ကြည့်ရမယ် dictionary ကိုကောင်းကောင်းကြည့်ရမယ် English to English dictionary သုံးတတ်အောင်လုပ်ရမယ်ပေါ့ဟုတ်ပြီဒုတိယ English လို့ရေးတဲ့စာအုပ်တွေဖတ်မယ်နော်တတ်နိုင်ဆိုဖတ်နိုင်တဲ့လောက်ဖတ်မယ်ဖတ်တဲ့လောက်တော့အကျိုးရှိတယ်အဲ့ဒီမှာဘလို့ဟာတွေမဖတ်သင့်ဘူးဆိုတော့အင်္ဂလိပ်စာအရေးလေးကောင်းလာဖို့ဘလို့ဟာတွေမဖတ်သင့်ဘူးအပြောတွေကတော့ထားပါတော့ကိုယ်တိုင်က slow speaker ဖြစ်နေတဲ့အတွက်အပြောအလောက်မပြောလို့အကြံမပြုလို့အဲ့တော့အရေးနဲ့ပတ်သက်လို့ကိုဖတ်လိုက်တဲ့စာအုပ်တွေပေါ့အဲ့စာအုပ်တွေထဲမှာကျွန်တော်မှားခဲ့တဲ့အမှားတွေထဲမှာဘာတွေရှိတုံးဆိုတော့ဇဝေဇဝါတွေဖြစ်သွားစေတာပေါ့အဲ့လိုဖြစ်သွားစေတဲ့စာအုပ်တွေထဲမှာဘာတွေရှိတုံးဆိုတော့ common error ဆိုတဲ့စာအုပ်တွေကိုသွားဖတ်မိတာဒီလိုရေးရင်မှားတယ်ဒီလိုရေးမှမှန်မယ်ဒီလိုမရေးနဲ့ဒီလိုရေးဆိုတဲ့အဓိပ္ပာယ်မျိုးကြီးတဲ့စာအုပ်တွေအဲ့ဒီအရာတွေကိုကျွန်တော်ဖတ်လိုက်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုကိုယ်တိုင်ရေးခံနေတော့ဖတ်တာတွေများသွားတာကိုယ်တိုင်ရေးခံနေတဲ့အခါကျတော့ဇဝေဇဝါတွေဖြစ်လာတယ်အဲ့မဲ့ကိုယ်ပိုင်ဝါကြရေးဖို့ခတ်သွားတယ်အဲ့ကျတော့ဘာလုပ်ရအောင် dictionary တစ်ခုမှမပါရင်ကိုစာရေးရတာမလုံကြုံတော့ဟာငါရေးလိုက်တဲ့စာကြောင်းကြီးကမှားသွားမလားမစကားဆိုလဲငါပြောလိုက်တဲ့စကားကြီးမှားသွားမလားဆိုတော့တန်တရားကြီးဖြစ်လာတန်တရားတွေဝင်လာတယ်အဲ့ဒါဘာလို့ဆိုအဲ့ဒီ common errors တွေသွားဖတ်လိုက်လို့အဲ့တော့အတတ်နိုင်ဆုံးအဲ့လိုဟာတွေကိုရှောင်ပြီးတော့အင်္ဂလိပ်လိုမျိုးစစ်ရေးတဲ့စာကိုနိုင်အောင်ဖတ်အဲ့ထဲမှာကြီးရဲ့စာကြောင်းတွေကြိုက်တဲ့စာကြောင်းကြိုက်တဲ့ collocation တွေတွေ့မယ်အလွတ်ကျက်တဲ့နေရာကိုကြက်ပလားအဲ့လိုမျိုး learning by hand လုပ်ရမယ့်နေရာမှတ်အဲ့ဒါမျိုးနဲ့အစားထိုးပြီးသွားမယ်ဆိုရင်ကိုပြောတဲ့စာတွေကမမားနိုင်တော့ကိုရေးလိုက်တဲ့ဝကြစကားစုတွေ phrase တွေ clause တွေမမားနိုင်တော့အဲ့လိုမဟုတ်ဘဲနဲ့အမားရှာပေးတာပြီးတော့စေတနာနဲ့ပေါ့တကယ်တော့ဒီလိုရေးရင်မားနိုင်တယ်ကျောင်းသားတွေကဒီလိုရေးပါဆိုရဲစာတွေကိုဆရာတွေသင်တော့မယ်နားထောင်လို့ကောင်းတာကိုယ်နဲ့စာအုပ်ကြီးတည်တဲ့တထိုင်လေးကြီးဖတ်နေမယ်တနေ့တစ်မျိုးလောက်ဖတ်နေမယ်ဟိုဒီဖတ်ပြီးတော့ဖတ်တဲ့နှုံးနဲ့ကြီးသွားနေရင်အဲ့ဒါကိုရေးလိုက်တဲ့အရေးသားတွေကမလုံးမကြုံရေးတာဖြစ်တဲ့အတွက်မှားဖို့ခွင့်လန်းများတယ်ကိုမတက်လွယ်တော့ဘူးပေါ့နော်တက်ဖို့အင်မတန်ခတ်သွားတယ်အဲ့တော့ကိုရေးလိုက်တဲ့စာကြောင်းမျိုးရေးတင်းတင်းမရေးမိတော့နောက်ဆုံးပြီးတခုခုရေးထောင်းနေတော့အဲ့တော့ဘာဖြစ်တော့ဆို9မိနစ်အတွင်းပြီးရမယ့်စာ9မိနစ်20လောက်ကြာသွားတယ်အဲ့တော့ဘာလို့ဆို fluency ဖြစ်ဖို့မပါလာဘူးပေါ့နော် accuracy ဖြစ်ဖို့ကိစ္စကတော့ကိုပါဖြည်းဖြည်းချင်းတဆင်ချင်းပြန်လုပ်တော့လက်ရှိ fluency ဖြစ်ဖို့အရေးကတော့အင်္ဂလိပ်လိုမျိုးရေးတဲ့စာအုပ်တွေကောင်းကောင်းဖတ်အဲ့ဒီအမားချတဲ့စာအုပ်မျိုးတွေဖြစ်နိုင်မဖတ်နဲ့အဲ့ဒါမျိုးတွေကိုအာမပေးဘူးအဲ့ဒါတွေဖတ်ရင်နောက်ရတော့ကိုယ်တိုင်ဇဝေဇဝါဖြစ်လို့အာမပေးတာနော်ကိုယ့်ညံကြီးကလုံးဝအဲ့ဒါတွေကို store လုပ်နိုင်တယ်အဲ့လိုဆိုရင်တော့ဖတ်ကျင်လည်းဖတ်ပေါ့လက်ရှိအကြံပြုချင်တာတော့ dictionary စာအုပ် English to English dictionary ကိုကြည့်ကြအောင်လုပ်အပြီးရင်အဲ့ဒီတဲ့ကိုကြိုက်တဲ့စာကြောင်းလေးတွေရှင်းကြက်ကိုကြိုက်တဲ့ဝါကြလေးတွေရှင်းကြက်မှတ်လိုက်ပြီးတူပါပြီးတော့ရေးအဲ့ဒီနည်းနဲ့သွား English လူမျိုးတွေစစ်ရေးတဲ့စာတွေကိုအတတ်နိုင်ဆုံးဖတ်ပြီးအဲ့ဒီက use အသုံးလုံးတွေကိုဒါမှတ်ပြီးပေါ့အတတ်နိုင်ဆုံးတော့ဒီလိုရေးရင်မှားတယ်ဒီလိုရေးရင်မှဒီလိုရေးမှမှတ်မဲဆိုတဲ့စာအုပ်တွေထုတ်ထားတဲ့ common error စာအုပ်တွေကိုတော့လုံးဝမဖတ်စေချင်ဘူးဟောသွားလားလူငယ်တယောက်နဲ့ဆိုလေးလာနေတဲ့လူငယ်တယောက်ဆိုမရဲတော့ဘူးရဲရမှာမရဲတော့ဘူးအဲ့လိုအရှင်ကြီးဖြစ်သွားတယ်အဲ့တော့ကျွန်တော်လည်းအဲ့လိုဖြစ်လာတာအဲ့ဒီအရှင်ကြီးမျိုးဖြစ်ခဲ့တာပဲဒါကြောင့်မလို့အဲ့တော့ပြောချင်တာအင်္ဂလိပ်စာကောင်းချင်နေဆိုရင်ဒီနေ့ပြောမှာ dictionary ကို English to English dictionary ကောင်းကောင်းကြည့်တတ်အောင်လုပ်မယ်နောက်တစ်ချက်ဒုတိယအချက်ပေါ့ common error ဆိုတဲ့စာအုပ်တွေကိုတတ်နိုင်ဆုံးမဖတ်နဲ့လုံးဝမဖတ်နဲ့အဲ့ဒါဖတ်တော့ကိုယ့်အတွက်ခလုတ်ကသိန်းပဲလုံးဝမဖတ်နဲ့အဲ့ဒါကျွန်တော်အမြင်နော်လုံးဝမဖတ်နဲ့အဲ့လိုမျိုး dictionary တွေကြည့်မယ် English တွေနောက်3ချက်မြောက်ပေါ့ English လူမျိုးတွေရေးတဲ့ English စာအုပ်တွေကိုများများဖတ်ပြီအဲ့လိုဖတ်တဲ့အခါမှာကိုကြိုက်တဲ့စကားစုတွေဝါကြတွေ sentence တွေ phrase တွေ collocation တွေပါရင်အလွတ်ချက်သိရင်ချက်ပြအဲ့ဒါကိုအပိုင်ဆွဲနေတဲ့စာကြောင်းတွေပဲ
နော်အကြရင်လုံးဝအင်္ဂလိပ်စာရေးတာတွတ်မယ်မြန်မယ်အကျိုးရှိမယ်โอเคကြံတာနောက်နေ့မှာပေါ့ကျုံလို့ဇက်ပြောမှာပေါ့နော်โอเค bye bye